ထိုင်းနိုင်ငံရဲ့ချမ်းသာဆုံးတတိကြီး9ဦးနဲ့သူတို့ဘလို့ချမ်းသာလာတာလဲ။သုံးညကနေဘီလီယံနာဖြစ်လာတဲ့ထိုင်းတတိကြီးတွေရဲ့ရှေ့ဝက်ချက်အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်တို့အိမ်နီးချင်းထိုင်းနိုင်ငံမှာဆိုရင် 7-Eleven တွေချက်ဘီယာတွေလက်ပုချိုရည်တွေကိုလူတိုင်းသိကြမှာပါ။ဒါပေမဲ့ဒီလုပ်ငန်းကြီးတွေကိုပိုင်ဆိုင်တဲ့ထိုင်းတတိရဲ့ချမ်းသာဆုံးပုဂ္ဂိုလ်9ဦးကဘယ်သူတွေလဲသူတို့ကရောငငယ်လေးကလေးကချမ်းသာလာတာလားဒါမှမဟုတ်ပုံညာကနေစခဲ့တာလားဒီနေ့ဒီဗီဒီယိုထဲမှာတော့သူတို့ရဲ့ဘဝဖြတ်သန်းမှုနဲ့စီးပွားရေးဗျူဟာတွေကိုသိစိတ်ပြောပြပေးသွားမှာမို့ဆုံးဖြတ်ကြည့်ပေးဖို့အတွက်အလုံးတိုက်တွန်းချင်ပါတယ်ခင်ဗျာ Let's go နံပါတ်5ကတော့လက်စနဲ့စက်သွေးရေးလောကမှာဆရာကြီးပါသူကတော့ခက်တဲ့စီးပွားရေးသမားဖြစ်ပြီးထိုင်းနိုင်ငံရဲ့အဓိကလျှက်စစ်တပ်အားပေးလုပ်ငန်းတွေကိုချုပ်ကင်ထားတဲ့သူပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်4ကျွန်တော်တို့ထိုင်းသွားရင်မြက်ပတ်တဲ့ကောင်တာမောတွေကောင်တိတ်ကြီးတွေကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပါတယ်ခင်ဗျာသူတို့ကတော့အိမ်ချမ်းမြေနဲ့လက်လီလက်ကားလောကရဲ့ဘီရင်ကြီးတစ်ပါးလို့လည်းဆိုနိုင်ပါတယ်ခင်ဗျာနံပါတ်3သူကတော့ချက်ပါပိုင်ရှင်ပါသူကတော့အရစ်ဘီယာတယ်မကပဲဘီစီလိုစူပါမားကတ်ကြီးတွေကိုပါပိုင်ဆိုင်ပြီးစားသုံးသူဈေးကွက်ကိုပိုင်စည်းထားတဲ့သူဖြစ်ပါတယ်ခင်ဗျာနံပါတ်2မှာတည်ရှိနေတဲ့သူကတော့ကျွန်တော်တို့နေ့စဉ်တောက်တောင်းနေတဲ့လက်ပူးရဲ့ပိုင်ရှင်ဖြစ်ပါတယ်ခင်ဗျာသူ့ကြောင့်ကရန်ကိုပဲစိတ်ဝင်စားဖို့ကောင်းပါတယ်သူ့ဖေကဆင်းရဲတဲ့ဘယ်မွေးမြူရေးသမားဖြစ်ပြီးသူကိုယ်တိုင်လဲဆေးရောင်သမားဘွားကနေစားခဲ့တာပါလူသမားတွေအတွက်ဖန်တီးခဲ့တဲ့ချိုရီလေးကနေဒီနေ့ကဘာကျော် Popular 1 သိန်းတွေထိပိုင်ဆိုင်တဲ့ဆက်ရောက်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာနံပါတ်1မှာရှိနေတဲ့သူကတော့ CP Glue ရဲ့နောက်ဆုံးထိုက်ဆောင်က CP Glue ကနေစီယာဘာဘော်မိသားစုပါသူတို့ကတော့တရုတ်ပြည်ကနေထိုင်းကိုပြောင်းလာပြီးမျိုးစစ်ဆိုင်လေးကနေစားခဲ့တာပါခုဆိုရင်တော့ကျွန်တော်တို့စားနေတဲ့ကြစ်သားဝစ်သားတွေကစ 7-Eleven တွေဆိုင်တွေဆောင်သူတို့ရဲ့လက်ခောက်ထဲမှာရှိနေပါတယ်ခင်ဗျာသူတို့ရဲ့ view ဟာကတော့စိတ်ပြိုရေးကနေစပွဲခုံထိကုံလုံးကိုပန်းဆိုင်အောင်လောက်တာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ခိုင်တထေကြီး9ဦးရဲ့ကျောင်းကိုတီးရပြီဆိုတော့နှိကောင်းနေနဲ့တိုက်တွန်းချင်တာကဒီတထေကြီးတွေစီကသင်ခန်းစာယူရမှာကတော့သူတို့အားလုံးဟာပေးငယ်တဲ့လုပ်ငန်းလေးတွေကနေစားခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့မှာကြီးမားတဲ့မြင်ပရှင်ရှိကြပါတယ်ကဲတငယ်ချင်းတို့ဒီတထေကြီး9ဦးထဲမှာဘသူရဲ့စ조사မှုကိုနှစ်သိမ့်ဆောင်လဲဘသူရဲ့ view ဟာကပို့ပြီးလန်းလဲဆိုတာ comment မှာရေးထားပေးခဲ့ကြပါအောင်ဗျာနောက်ထပ်လည်းဒီလိုဘူးတုတရစရာတွေနဲ့မျှဝေပေးမှာမို့လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်သွားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်